ဒီမှာဆင်းနေတိုင်နေတယ်။ဒါနဲ့ဒီနေ့တင်တာချစ်စရာလေး။ကျေးဇူးပါ။ကောင်းလား။ခဏလေးမှာရေးရေးကိစ္စလေးပြောတဲ့ချိန်သွားလိုက်မယ်နော်။ဟာလေကဖီတောက်စင်။တောက်လို့မကဖီတောက်ခံရလေ။အခဏဆောင်နော်။မူဝီဒီနေ့ပြင်တာချစ်စရာလေးနော်ချစ်စရာလေးဒီနေ့ပြင်တာချစ်စရာလေးဒါနဲ့မူဝီဒီနေ့ပြင်တာချစ်စရာလေးနော်မလေးကဖီရပြီနော်ဟုတ်ပါဘာဖြစ်လို့လဲမဘာမှမပါဘူးလေကျေးဇူးပါမမဖြစ်နေတယ်ရှောက်ပါတယ်ရှင့်ကောင်းနေပါလေချုံရမ်းပါရဲ့ကျေးဇူးပါနော်ကိုပါပြီရှင့်